ဂိုးပေါက်တဲမှတ်မှု3ညနဲ့ချန်ပီယံလိကနေထွက်ရတော့မယ်လီဗာပူးဒီနေ့အသင်းကြီးတွေထဲမှာခြေစွမ်းအတက်ကြအများဆုံးအသင်းကိုပြပါဆိုရင်ကျွန်တော်တို့လီဗာပူးအသင်းကိုလက်ညှိုးထိုးပြရမယ်ထင်ပါတယ်တန်းစည်းစုံထဲမှာရုန်းကန်နေရတဲ့ဝူအသင်းကိုအမှတ်ပေးပြိုင်ပွဲမှာရှုံးခဲ့သလို2026ပြိုင်ပွဲစုံတပွဲမှာအနိုင်မရရှိထားသေးတဲ့တော်တန်စပါအသင်းကိုလည်းအိမ်ဝင်းမှာတည်ကြပြီးအမှတ်ဆုံးရှုံးထားခဲ့တာတွေရှိပါတယ်အရင်တစ်ပတ် FA ကပ်မှာလည်းမန်စီးတီးအသင်းကို၄ဂိုးပြတ်ရှုံးခဲ့ပြီးယခုတစ်ခါချန်ပီယံလိကွာတာဖိုင်နယ်အဆင့်မှာဆိုရင်ပြင်သစ်လီဂူကလပ် PSG အသင်းကိုအဝေးကွင်းမှာစိတ်ပြက်စရာခြေစွမ်းနဲ့2ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ထပ်မံရှုံးနိမ့်ခဲ့ရပြန်ပါတယ်PSG တို့အသင်းမျိုးကိုသူတို့ရဲ့အိမ်ဝင်းမှာအနိုင်ရရှိဖို့ခက်ခဲတယ်ဆိုတာသိပေမဲ့တပွဲလုံးဂိုးအောက်ကန်ချက်3ချိန်နဲ့ဂိုးအောက်တက်မှတ်မှုလုံးဝမရှိခဲ့တဲ့လီဗာပူးအသင်းရဲ့ခြေစွမ်းအတော်လေးကိုမေးခွန်းထုတ်စရာဖြစ်ခဲ့တာပါPSG အသင်းအတွက်ကတော့ဂိုးအောက်ကန်သွင်းမှု16ချိန်အထိရှိခဲ့ပြီး6ချိန်အထိဂိုးအောက်တက်ခဲ့တဲ့ဆိုပေမဲ့တချို့ရရှိခဲ့တဲ့အပိုင်လုံးတွေကိုတော့ဂိုးပြပြောင်းလဲနိုင်ခဲ့ခြင်းမရှိတဲ့အတွက်လီဗာပူးအသင်းအတော်လေးတက်တာရခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်PSG အသင်းအတွက်သွင်းဂိုးတွေကိုပွဲကစားချိန်17မိနစ်နဲ့65မိနစ်မှာဒူရီနဲ့ဗာရာဆယ်ရီယာတို့ကတကိုးစီသွင်းယူပေးခဲ့တာဖြစ်ပါတယ်ဧပြီလ15ရက်နေ့မှာဒီနှစ်သင်းဟာဒုတိယအကြော့အနေနဲ့လီဗာပူးအသင်းရဲ့အိမ်ဝယ်အန်ဖီမှာကစားသွားရအောင်မှာဆိုပေမဲ့ဒီခြေစွမ်းကိုသာအချိန်မီပြင်ဆင်နိုင်ခြင်းမရှိခဲ့ရင်တော့လီဗာပူးအသင်းချန်ပီယံလိမှာနောက်တစ်ဆင့်တက်ဖို့ဆိုတာအိမ်မက်သာမက်လို့ရတော့မယ့်အနေအထားတစ်ခုဖြစ်ပါတယ်